မိတ်ဆွေဆိုတာဟာအတော်ရွေးချယ်ရခက်တယ်မိတ်ဆွေဆိုတာကိုယ်အကျိုးလိုလားတဲ့ရောင်းဒီလိုရှိပြီးတော့မကောင်းတဲ့ဘက်ကိုခြောက်တွန်းတတ်တဲ့မိတ်ဆွေမျိုးတွေကလောကမှာအလွန်များတယ်ဒါကြောင့်မို့ပေါင်းသင်းဆက်ဆံရေးဟာတန်ရာထဲမှာကိုယ်ကျိုးနဲ့သွားနိုင်တယ်လို့ကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းသင်းလို့ရှိရင်လည်းပဲတန်ရာဝဆဲကလွတ်ပြီးတော့နိဗ္ဗာန်ရောက်သွားနိုင်တဲ့အကျိုးတရားတွေကိုရအဲ့တော့ဘဝမှာအပေါင်းအသင်းကြောင့်လည်းပျက်စီးနိုင်တယ်အပေါင်းအသင်းကြောင့်လည်းပဲကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အပေါင်းအသင်းပေါင်းတဲ့အခါမှာဘာလဆိုတဲ့အတ္တပုရိသတွေကိုရှောင်ရှားလို့ပဏိတလို့ဆိုတဲ့တပ္ပုရိသတွေကိုပေါင်းသင်းကြရမှာဖြစ်တယ်အဲ့ဒါလို့ပေါင်းသင်းမှသာလေအခုဘုန်းကြီးတို့တွေဘုရားမြတ်စွာရဲ့ဂုဏ်ကျေးဇူးတွေကိုယုံကြည်ပြီးတော့ဘုရားဘာသာဖြစ်လာတာဟာမြတ်စွာဘုရားနဲ့အပေါင်းအသင်းလုပ်တယ်လို့ပြောလို့ရတယ်ဘုရားကိုယုံကြည်တာဟာဘုရားနဲ့အပေါင်းအသင်းမှုပဲအဲ့ဒီသူတော်ကောင်းနဲ့ပေါင်းသင်းမှုအတွက်ကြောင့်မလုံးတဲ့နာနဲ့လုံးတဲ့နာတွေခွဲခြားသိကြတယ်အကောင်းနဲ့အဆိုးခွဲခြားသိတယ်ပြစ်ရှိတာနဲ့ပြစ်မရှိတာခွဲခြားသိကြတယ်အဲ့ဒီလိုခွဲခြားသိကြသည့်အတွက်ကြောင့်ဒီအသိဉာဏ်ရရှိလာသည့်အတွက်ကြောင့်မလုံးတဲ့နာကိုရှောင်ခြင်းလုံးတဲ့နာကိုလှုပ်ခြင်းအပြစ်ရှိတာကိုရှောင်ခြင်းအပြစ်ကင်းတာကိုလှုပ်ခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့လမ်းကြောင်းမှုမှန်ကိုရောက်ရှိသွားပြီနောက်ဆုံးနိဗ္ဗာန်ချမ်းသာကနိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့အဆင့်ထိအောင်သူတော်ကောင်းတရားတွေကိုကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်တဲ့အနေအထားမျိုးဟာမြတ်စွာဘုရားဆိုတဲ့တကယ်သူတော်ကောင်းကြီးနဲ့ပေါင်းသင်းဆက်ဆံလိုက်ရသည့်အတွက်ကြောင့်နိဗ္ဗာန်လမ်းကြောင်းကြီးဟာပွင့်သွားတယ်အပယ်လမ်းကြောင်းကြီးဟာပိတ်သွားတယ်ဒါဟာပေါင်းသင်းဆက်ဆံရေးရဲ့ကြီးမားသောအကျိုးပြုမှုပဲဖြစ်တယ်